ရရင်လူတိုင်းပစပြမှာအရှိကောတကြီးကောအကုန်လုံးလက်ပြခံရာဇဝင်မှာစားတွင်အောင်တစ်ခေါက်ဖော်ပြပါမီပစိုးကိုတိုတိုဝတ်ပေါက်ကြုံမှလာပြီဆိုတော့ရောအလုံးတိတ်ဘဲကောင်းတဲ့အားချောင်းသားလဲငါတမုံချက်မွေးကလေးကလက်သေးကိုခြေကန်ပြီးမွေးမဟာပုတ်တဲ့အသားဆောက်ကရေရှမ်းတဲ့ကလေးကြာကြာရနဲ့ညနေဆောင်စုလူပြိုလက်တနာပဲကေကိုပြီးလို့ရှေကိုတီးလို့ငါရေကုန်တဲ့ငါတောက်ပနေတာနေလို့မီးလို့တစ်ချက်တိုင်းမှချင်းနဲ့ငါတို့ရက်ထဲမလားခင်တရက်တစ်ခွက်ချင်းကဝင်တာနဲ့ပတ်ဆဲလိုက်ရင်ပတ်ချွဲနဲ့ချွဲကပေးမလုံးနဲ့ဇက်ထဲတောက်ဝင်ငါကကြက်ပွဲမှပြီးရင်တို့တော့ရှက်ကွဲမှမင်းကဲပြောအောင်မနဲ့ဘေးကွဲလို့ခေါ်တဲ့ကောင်တွေအကုန်လုံးကဆွဲပြဲလဲအကွဲဝဲစကပြဲပေါက်ကြုံမဆိုပေါ်မကိုင်တွေအားလုံးကသဲဆွဲတော့ရမှာတနေကိုတို့ပြောချမ်းတော့မှလူဆုံးပတ်ခေါ်ဒီကလေးတွေလေးကစင်းတွေညောပေါက်ကြတော့နော်ပေါက်တဲ့လူဆုံးဒီလိုပြောတက်ဆက်တန်စုရလို့တော့ခြေလက်ချဟာသာလေးတွေနော်မင်းအလုံးရဲ့ပေါက်ကြပို့ကွာဆိုရတယ်တော့အေးခုနဒေးကိုအကြီးရောက်ဒီအခန်းကြံလေးပေါ့နည်းနည်းမှောင်နေပေါ့နော်ဆိုင်ကတော့ရေဒီထက်မှာရောက်